မင်္ဂလာပါရှင်ဒီနေ့ရွှေဈေးတွေအများကြီးတက်သွားပါပြီရွှေဈေး3လပိုင်း31ရက်နေ့9000ဘတ်အတိဖြစ်သွားပါပြီရှင်မနေ့ရောင်းပေးတဲ့ဆိုင်ဖလန်းဆန်စာတုပတိတလာလို့ကျက်လင်ဈေးဆွဲ35နီးမှာပါမနေ့ကပုံနဲ့ Facebook အကောက်တူတွေ TikTok အကောက်တူတွေအများတန်းရှိတဲ့အတွက်အားလုံးအထူးတတိထားကြပါပထမဆုံးရွှေဝယ်မဲ့သူရဲ့ပထမဆုံးရေးကြသွင်းမဲ့သူရဲ့စာအရင်ရေးလာပါဗီဒီယိုကောခေါ်ပြီးမှငွေလွှဲကြပါရှင်အခုလက်ရှိ17နာရီကျော်12နာရီအတွင်းမှာရွှေဈေး9000ဘတ်ဖြစ်သွားပါပြီတနေ့ကုန်အပြောင်းလဲတော့မမတို့ကြုံမသိရဘူးပေါ့နော်ပြီးတော့ထိုင်းမှာဒီနေ့31ရက်3လပိုင်းမှာထိုင်းမှာလည်းငလျင်2ကြိမ်အသေးစားလေးတွေလှုပ်သွားတယ်လို့ကြားသိရတယ်ဘန်ကောက်ထဲမှာပဲပေါ့နော်ဒါကြောင့်မို့အားလုံးလည်းတတိဝတိယရှိပါအားလုံးလည်းဘေးရန်ကင်းပါစေမြန်မာနိုင်ငံကြီးလည်းအမြန်ဆုံးအေးချမ်းပါစေငလျင်လှုပ်တာတွေရက်သွားပါစေလို့လည်းထိုင်းနိုင်ငံကနေပြီးတော့မနေ့ကဆုတောင်းပေးလိုက်ပါတယ်ရှင်တကဘာလုံးအေးချမ်းပါစေကပ်ဘေးအမျိုးမျိုးမှလည်းမြန်မာပြည်သားအပေါင်းလူကင်းကြပါစေရှင်အမြဲဆုတောင်းပေးတယ်နော်ဒါကတော့ရွှေဈေးတက်တာတော့မမတို့ကတော့တင်ပေးရမယ့်တာဝန်ရှိတယ်ဈေးတယ်ဆိုတော့တင်ပေးရတာဖြစ်ပါတယ်ရှင်